Hello ပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Minecraft World ထဲမှာ horror game တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်နော်အဲ့ဒီ game ကတော့ဘယ်လိုစောင့်ရင်ကြောက်ဖို့ကောင်းလဲဆိုလို့ရှိရင်ကတော့ကျွန်တော်ကိုယ်တိုင်ဆော့ပြထားတယ်ကျွန်တော်တော့တသေးချာတော့ဆော့တယ်ဒါပေမဲ့ကြောက်လို့ကျွန်တော် game မှာပြန်ထွက်ပြီးတော့ရှင်းပြရတဲ့အဆင့်ထိကျွန်တော်ရောက်ခဲ့တယ်နေရာတယ်လီပို့တာတွေပျော်မို့တွေကတရိတ်ဆန်တွေကပုံပြောင်းမျိုးကို live ပြီးတက်တာတွေအဲ့ပါပါတယ်ကဲဆက်လက်ရှုစားကြည့်အောင်အရင်ဆုံးကျွန်တော်ပေါ်လာတဲ့နေရာကတော့အဲ့ wall ထဲမှာပဲကျွန်တော်ပေါ်လာတယ်ကျွန်တော်ဒါတစ်ချောင်းပေးထားတယ်အဲ့ဒါဘယ်လို ability လဲဆိုတော့အသားတွေပိုင်းညာစားလို့ရှင်တွေးတက်တယ်ဒါပေမဲ့နည်းနည်းပဲတက်တယ်ဒါပေမဲ့အဲ့ဓာတ်နဲ့လိုက်ခုတ်မယ်ဆိုရှင်အစားစာကုန်သွားမယ်ဆိုလို့ရှင်အဲ့စားစာရဲ့နှုံးတွေကပြန်ပြီးတက်တယ်ပေါ့နော်ကိုလောလောဆယ်လက်ရှိ wall ထဲရောက်တဲ့အတွက်ကြောင့်မို့လို့ wall ရဲ့အခြေခံသဘောတရားအရကျွန်တော်တက်လေးလိုက်ခုတ်မယ်ဘယ်လိုပုံစံမျိုးတော့မသိဘူးစလာကြတဲ့ကတော့ကောင်းတာတော့ကောင်းတယ်ငြိမ်တယ်လို့ပြောလို့ရတယ်တော်တော်လေးလဲကြောက်ဖို့တော့ကောင်းတဲ့အထက်မှာတော့ပါတယ်အဲ့ဒီ wall ထဲမှာဘယ်လိုရလဲဆိုတော့ကိုယ့်ဘက်ကိုပြန်ကြည့်လို့မရဘူးcreator အတွက်အဆင်မပြေတစ်ချက်ကတော့ကိုယ့်ဘက်ကိုပြန်ကြည့်လို့မရဘူးအဲ့ဒါနဲ့ကျွန်တော်စက်ခိုးကြည့်လိုက်တဲ့အချိန်မှာဘေးဘက်တွေစွန်နေပါညာရဆလုံးဝကို reality ပုံစံမျိုးပေးထားတယ်ဒါကျွန်တော်စကလက်တန်လိုက်ပြည့်တော့ကျွန်တော်ဆောလုံးမို့ကကျွန်တော်မလုပ်ပဲနဲ့ပက်ကတ်လုပ်လိုက်တယ်အဲ့ဒီပက်ကတ်နဲ့ကျွန်တော်တက်လေးတူမယ်ဟိုမှာစကလက်တာချိန်တော့ကျွန်တော်တွေ့တော့ကြတော့ကျွန်တော်ရှောင်ဖို့အတွက်ကျွန်တော်ဘေးနားမှာပဲရှောင်လိုက်တယ်ပြီးတော့အဲ့ဒီစကလက်တာကိုကျွန်တော်သွားတက်ဖို့အတွက်ဝင်လုံးမယ်ဒီချိန်မျိုးမှာတော့တတရရပဲဘာမှတော့မရှိသေးဘူးနောက်ထပ်လာမယ်အေးကြမယ်ဆိုတော့ကျွန်တော်တက်လေးခုတ်တယ်တက်လေးခုတ်ပြီးတော့အဲ့စကလက်တန်ပဲနားမှာဖြစ်လဲဆိုတာကျွန်တော်လိုက်ပြီးကြည့်ကြည့်ရယ်ဘာဖြစ်လဲဆိုတော့အပေါ်ရောက်ဖို့တော့ကကျွန်တော်တက်တွေကလုံလောက်ထိရမှာဖြစ်မယ်ကိုလည်းကျွန်တော်ကြားတယ်ဘောကတော့ဘာမှဆိုဆင်းပြေအဲ့မှာဇိုဖီတကောင်တိုးလာရဲဇိုဖီတကောင်လည်းကျွန်တော်ဝင်လုံးလိုက်တယ်မစပိုက်ဒါတွေ့ရတဲ့စပိုက်ဒါကိုလည်းလုံးဝမရှော့ဘူးဆိုပြီးတော့ကျွန်တော်လည်းလိုက်ပြီးခုတ်လိုက်တယ်ပြီးတော့ကျွန်တော်ဒီချိန်နေမျိုးမှာကျွန်တော်အပေါ်တက်ရမယ်ဆိုပြီးစိတ်ကူးလေးရောက်သွားတော့ကျွန်တော်အပေါ်တက်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်
အဲ့ဒီပေါ်တက်ဖို့ပြင်ဆင်တဲ့အချိန်မှာဘာဖြစ်သွားမလဲဆိုတာကြည့်ရသေးတယ်အဲ့မှာအဝိုင်းစကန်တွင်အဲ့စကန်လေးတော့လည်းကျွန်တော်သွားရှင်းလိုက်တယ်တော့အတက်မဖြစ်ဘူးပေါ့နော်ကိုယ့်ဘက်ကိုပြန်ကြည့်တဲ့ຢာကတော့ကျွန်တော်ဗီဒီယိုမှာပြထားတဲ့အတိုင်းပဲအေး content creator တွေတော့ကတော့နည်းနည်းတော့အဆင်မပြေဘူးပေါ့ဒါတော့ဆိုကျွန်တော်ဗီဒီယိုတိုချုပ်လေးနဲ့ပဲကျွန်တော်ရှင်းပြလိုက်မယ်နော်အဲ့မှာကျွန်တော် web တွေတွေ့ရတော့ web တွေ like တက်တယ်ဒီကဲမို့တိုင်းပဲကျွန်တော်အစားအစာကတော့လုံးဝပြည့်ချင်မှာဖြစ်အဲ့မှာကျွန်တော်တွေ့လိုက်တာကတော့ဘာလဲဆိုတော့ခိုးတွေ့ရတာအဲ့ခိုးလုံးချင်ဆိုတော့ကျွန်တော်လုံးလိုက်တယ်ခိုးလို့ရဆိုတော့ကျွန်တော်အဲ့တစ်တုံးခိုးပြီးတော့ကျွန်တော်ပေါ်တက်တယ်အဲ့မှာကျွန်တော်ဒီ wall ထဲမှာအပင်နေနဲ့ပဲပြည့်နေရပါတော့ဘယ်မှာ flat wall ဆိုတော့မရှိဘူးမြေပြန့်ဆိုတာလုံးဝမရှိတဲ့အတွက်ကြောင့်မို့လို့ဒီထဲမှာကျွန်တော်အသက်ရှင်ရမယ်ဆိုပြီးတော့ကျွန်တော်ပေါ့ပေါ့ရော်လေးတွေးထားမိခဲ့တယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်လာနိုင်မလားဆိုတာတော့ဆက်ပြီးကြည့်ရဖို့အတွက်ကတော့နည်းနည်းတော့ရခုံစရာပဲတော့ကျွန်တော် data block လေးလုပ်တယ် data block လေးစားလုပ်တယ်တော့ stick လေးလုပ်တယ်အဲ့နဲ့ကျွန်တော် pick up လုပ်ဖို့အတွက်တောက်လိုက်တယ်အဲ့ဆိုတော့ကျွန်တော်နွားတစ်ကောင်ပြန်ပြည့်ရှင်းလိုက်တယ်ပြည့်ရှင်းပြီးဖို့မှာကျွန်တော်အဲ့ကိုရဖို့အတွက်ကျွန်တော်ကိုသွားတိုးဖို့အတွက်ကျွန်တော်တစ်သားတုံးလေးလိုက်ပြီးစီလိုက်တယ်တစ်သားတုံးနဲ့ဆင်မပြေမှာဆိုတာသိရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နောက်ထပ်ဝူလေးတွေခံပြီးကျွန်တော်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ထားလိုက်တယ်ဆုံးဖြတ်ထားပြီးအဲ့ဝူလေးနဲ့လဲလိုက်တယ်ဝူလေးနဲ့လဲပြီးတော့မှကျွန်တော်တစ်ဆင့်ပြန်ပြီးသွားမယ်ဆိုပြီးတော့အဲ့လိုတော့မျိုးအောက်မှာ creeper ရှိအဲ့ creeper ကိုလည်းရှောင်းမယ် creeper ပေါ်တက်လာမှာကြောက်လို့ဆိုပြီးတော့ကျွန်တော်ကကိုယ်တိုင်တော့ဘာဖြစ်လို့ဖြစ်မှန်းတော့မသိဘူးအတန်တော့တော်တော်ကြောက်စရာကြီးအဲ့လိုချိန်မှာကျွန်တော်ဟိုလက်ပြီးတော့ကျွန်တော်နည်းနည်းစွန့်စားပြီးတော့ကျွန်တော်ဒီချိန်မှာတော်တော်ကြောက်နေပြီအဲ့ကြောက်နေပြီကျွန်တော်တော်တော်လေးစွန့်စားပြီးတော့ကျွန်တော်အပေါ်တက်ဖို့အတွက်ပြင်လိုက်တယ်အောက်မှာမနေရတဲ့အတွက်ကြောင့်မို့ကျွန်တော်ပေါ်တက်ဖို့အတွက်ပြင်လိုက်တယ်မှာတစ်ပင်နေတစ်ရွက်လေးကျွန်တော်ကိုယ်တိုင်က earphone နဲ့ဆော့ရဆိုတော့နည်းနည်းလေးတော့ reality ပုံစံမျိုးတွေတော့ရောက်သွားတယ်အတန်တော့တော်တော်လေးတော့ကြောက်စရာရတယ်ကျွန်တော် blog လေးတွေ့ရ blog လေးရင်ဆုံးတူးမယ်ဆိုတော့ကျွန်တော်က blog လေးလိုက်ပြီးတော့ဖတ်တူးတယ်
ဦးရန်လေးလိုက်ခုတ်တယ်ပြီးတော့ကျွန်တော်တွေးလိုက်ရတဲ့အရာဘာဖြစ်မလဲဆိုတာတော့တဲ့လေးလိုက်ခုတ်တယ်တဲ့လေးလိုက်ခုတ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ဟာဒီမှာထပ်ပြီးတော့အဲ့ဒီခိုးသွားပြီးပြန်တိုးဖို့လည်းကျွန်တော်စီစဉ်လိုက်တယ်အဲ့ဒီစီစဉ်နေဖို့ကြံရလိုက်တယ်ကြံရတော့ချိန်မှာနောက်ကနေပြီးတော့တန်တစ်ခုကြားလိုက်ရတဲ့အတွက်ကြောင့်မလို့ဟုတ်ပါတွေ့လားကျွန်တော်ဒီလိုပုံစံမျိုးတွေတော့ဖြစ်လာတော့မသိဘူးအဲ့ဒါလည်းကျွန်တော်အတင်းမျိုးသူ့တခုတ်မယ်ဆိုတော့ကြံပြီးတော့ကျွန်တော်ပြေးသွားခဲ့တယ်ပြောရပြတော့ခုတ်မယ်ဆိုကျွန်တော်ကြံပြီးတော့ပြေးသွားခဲ့တယ်ပြောရမှသူနဲ့ကျွန်တော်လဲသွားတယ်ကျွန်တော်တေးသွားအဲ့ရနေပဲကျွန်တော်လည်းတော်တော်ကြောက်လန့်ပြီးတော့ဂဲနေကနေပြီးတော့ထွက်ပြီးတော့ဘောပါရှင်းလိုက်တယ်